ကဲဒီတစ်ခါမှာတော့အရွက်ကလေးတွေစုံစုံလင်လင်ရလာလို့ကြက်သားနဲ့ဖက်ဖယ်ရွက်နဲ့ချက်မယ်ဒါလေးကတော့ပင်စိန်ဒါလေးကတော့ကစုံရွက်နဲ့တူပြီးကုန်းရွက်အနှံ့ရတဲ့ဖက်ဖယ်ရွက်ဒါလေးကတော့ရှမ်းနန်းအိမ်မှာရှိတာလေးနဲ့ပေါင်းပြီးတော့ကြက်သားဟင်းလေးတစ်ခွက်ချက်ကြအောင်ကြက်သွန်မျိုးကိုအခွန်နွားပြီးထောင်းရလွယ်အောင်အတုံးလေးတွေလှီးတာဂျင်းတက်တက်ကိုလည်းအခွန်နွားပြီးတော့လှီးတာငရုတ်သီးစိမ်းကလည်းစားတဲ့တောင်လေးလှီးရှမ်းနန်းကိုထောင်းရလွယ်အောင်လို့နုံနုံစင်းပင်စိန်ရွက်ကိုလည်းအရွက်ကလေးတွေရွက်ချွေပြီးတော့နုံနုံစင်းတာဖက်ပေရွက်ကိုလည်းအရွက်ကလေးတွေရွက်ချွေတာအယိုးကခါလို့မသုံးပါဘူးထောင်းရလွယ်အောင်လို့နုံနုံစင်းဒါလေးတွေကအားလုံးထောင်းဖို့ပါဒါလေးကတော့ဟင်းအိုးမှာခတ်ဖို့ပြီးတော့ချင်းစော်ကားသီး6ရှိရင်လည်းသုံးလို့ရပါတယ်ချင်းစော်ကားသီး6ကရှာမရလို့အိမ်မှာအလွယ်တကူရှိတဲ့မယန်းသီး6ကိုပဲသုံးတာပါတယ်ရေနွက်နဲ့စိန်ထားလိုက်ပြီးရင်တော့ကြက်တကောင်ကိုအနေတော့အတုံးလေးတွေတုံးကြက်အရေကုန်မထည့်ကျင်တာနဲ့အကုန်လုံးခွာထုတ်လိုက်ပါတယ်ပြီးရင်တော့ခုတ်ပြီးသားကြက်သားတွေကိုတေချာရေဆေးပြီးတော့ရေစစ်ထားအရသာနှက်ဖို့ပြင်ဆင်မယ်ဂျင်းတွေကိုညက်အောင်ထောင်းကြက်သွန်ပြူထဲညက်အောင်ထောင်းပြီးရင်ငရုတ်သီးတို့ပါထပ်ထည့်အားလုံးညက်သွားပြီဆိုရင်တော့ခုနကနုံနုံဆင်းထားတဲ့ပင်စိမ်းရှမ်းနန်းနဲ့ဖက်ပရွက်တွေအကုန်လုံးကိုထည့်ပြီးတော့ထောင်းအားလုံးညက်သွားရင်ရပါပြီဒါလေးတွေကတော့ဟင်းအိုးထဲမှာခတ်ဖို့တတ်ဖယ်ထားတယ်ပြီးရင်တော့ထောင်းထားတဲ့အရောအကုန်လုံးကိုကြက်သားတွေကိုထည့်ပြီးတော့အာထုံစီးလို့ခေါ်တဲ့ဟွာချောင်းစီကိုဒဲဦးထဲထည့်ပြီးတော့လှော်လိုက်အနံလေးမှုေးလာပြီဆိုရင်ရပါပြီပြီးရင်တော့အမှုန့်ရအောင်ဆက်တဲထည့်ပြီးကြိတ်မယ်ဟွာချောင်းစီအမှုန့်ရပြီဆိုရင်တော့တစ်စုံလောက်ထည့်နန်းနန်းစိအမှုန့်စနွင်းငရုတ်ကောင်းမှုန့်နဲ့စားတွေကိုထည့်ပြီးတော့ခုနကရေနွေးနဲ့စိန်ထားတဲ့မယန်းသီးကြောက်တွေကိုရေသေးချာညှစ်ပြီးတော့နုံနုံဆင်းမယ်ဒီနေရာမှာချင်းစော်ကားသီးကြောက်ကိုအသုံးပြုရမှာပါနော်ချင်းစော်ကားသီးကြောက်ကအလွယ်တကူဝယ်လို့မရလို့အချင်းတက်ပါတဲ့ဒီမယန်းသီးကြောက်လေးကိုသုံးရခြင်းဖြစ်ပါတယ်ပြီးရင်တော့အကုန်လုံးရောနေပြီးတော့အရသာဝင်အောင်တရုံးချင်းစီစုပ်နေပေးလိုက်ပြီးရင်တော့စီလေးနည်းနည်းထည့်နေပြီးတော့မချက်ခင်နိုင်ဝက်လောက်နှက်ထားလိုက်ဒီဟင်းကစီမတက်ပဲလုံးပြီးချက်မှာဆိုတော့အိုးထဲကိုတခါတည်းတန်းထည့်အချောက်လေးမှုရေမထက်သေးပဲနဲ့အဖုံးအုပ်ပြီးကြက်သားရဲ့ရေခန်းလာတဲ့အထိချက်ထားပေးလိုက်ကြက်သားရဲ့ရေတွေခြောက်သွားပြီဆိုလို့ရှိရင်အရသာနှက်ထားတဲ့စလုံးချင်းရေထည့်မယ်ပြီးရင်တော့ကြက်သားနှုတ်တဲ့အထိအဖုံးအုပ်ပြီးတော့တည်ထားပေးလိုက်တခါတည်းလုံးပြီးတော့ချက်ရတဲ့ဟင်းဖြစ်တဲ့အတွက်အလှုပ်လည်းမရှုပ်ပါဘူးကြက်သားကိုတည်ထားရင်းနဲ့မီးဖိုချောင်းလည်းရှင်းရင်အလှုပ်တွေလည်းတပြိုင်နက်ပြီးပါတယ်ကြက်သားနှုတ်သွားပြီးရေလေးတွေခန်းလာပြီဆိုရင်အရသာမြည်မယ်ပေါ့နေလို့စားလေးနည်းနည်းထပ်ထည့်ပြီးရင်တော့အနံ့လေးပုံမွေးသွားအောင်အာထုံစီအမှုန်လေးပို့ထည့်ပြီးရင်တော့ဖယ်ထားတဲ့ဖက်ပယ်ရွက်ရှမ်းနန်းနဲ့ပင်စိမ်းရွက်တွေထည့်တေချာမှုေးပေးပြီးအရွက်ကလေးတွေနန်းသွားပြီဆိုရင်တော့အရန်ကိုအနံ့လေးမှုေးနေတဲ့ကြက်သားဖက်ပယ်ချက်လေးကအစင်သင့်ဖြစ်ပါပြီပြီးရင်တော့ဝါရွက်ကလေးတွေခံပြီးတော့ဟင်းပွဲပြင်မယ်ဒီကြက်သားဟင်းလေးကတော့အရေးမပါပဲချက်ချောက်ကလေးချက်ထားတာပါကြက်သားဟင်းလေးကအနံ့လေးကိုမှုေးနေတာပဲချစ်တငယ်ချင်းတို့စားပါဦးဒီဟင်းလေးတစ်မျိုးတည်းနဲ့ဘာမှမလိုတော့ပါဘူးအရန်ကိုစားလို့ကောင်းပါတယ်မွှေးလေးနဲ့ချင်းဆက်ကလေးဆိုတော့ထမင်းစားလို့မိန်နဲ့ချစ်တငယ်ချင်းတို့လည်းလိုက်ချက်စားကြည့်ကြပါဦးကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်အဝတ်နဲ့အုပ်